ခုကျမ်းပိုက်ကတော့ယောမဩရစာအခန်းကြီး9ဖြစ်ပါတယ်။ယောမဩရစာအခန်းကြီး9အငယ်1မှ9ငါကိုတည်သောစိတ်သည်တန်ရှင်းသောဝိညာဉ်တော်နှင့်တကွငါဘက်၌သက်သေခံလျက်ငါသည်မှုသာမပါခရစ်တော်ရှိ၌မှန်ကန်စွာပြောသည်ကားငါသည်အလွန်ဝမ်းနည်းခြင်းရှိ၏စိတ်နှလုံးထဲ၌မချမ်းမလပ်ပူပန်ခြင်းဝေဒနာရှိ၏အကြောင်းမူကားဇာတိအားဖြင့်ငါအမျိုးသားချင်းဖြစ်သောငါညီကိုတို့အတွက်ငါသည်ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ကျင့်ခြင်းကိုခံခြင်းလောက်အောင်စိတ်ရှိ၏ထိုသူတို့သည်ဣသရေလလူဖြစ်၍သားအရာ၌ချီးမြှောက်ခြင်းနှင့်၎င်းဘုံအာနုဘော်တော်နှင့်၎င်းပရိညင်တရားတို့နှင့်၎င်းပညတ်တရားထားခြင်းနှင့်၎င်းဝတ်ပြုခြင်းနှင့်၎င်းဂတိတော်တို့နှင့်၎င်းဆိုင်ကြ၏ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်းဖြစ်ကြ၏ခရစ်တော်သည်လည်းဇာတိအမျိုးအားဖြင့်ထိုသူတို့၏အမျိုးဖြစ်တော်မူ၏ထိုခရစ်တော်သည်လည်းခတ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်တော်မူ၏အာမင်အငယ်6မှ73ထိုတို့ဆိုသောဘုရားသခင်၏ဂတိတော်မတည်ဟုငါမဆိုလိုအကြောင်းမူကားဣသရေလနှင့်ဆက်နွယ်သောသူအပေါင်းတို့သည်ဣသရေလလူမှန်မဟုတ်ထိုနည်းတူအာဗြဟံ၏အမျိုးအနွယ်ဖြစ်သောသူအပေါင်းတို့သည်အာဗြဟံ၏သားမှန်မဟုတ်ဣဇက်၌သာတင်၏အမျိုးတည်လိမ့်မည်ဟုဗျာဒိတ်တော်ရှိ၏ထိုကြောင့်ဇာတိအမျိုးသားတို့သည်ဘုရားသခင်၏သားမှန်မဟုတ်ဂတိတော်နှင့်ဆိုင်သောသားတို့သည်အမျိုးအနွယ်မှန်သည်ဟုမှတ်တော်မူ၏ဂတိတော်အချက်ဟုမူကားယခုမှစ၍ကာလအချိန်စေ့သောအခါငါလာ၍စာရာသည်သားကိုရလိမ့်မည်ဟုလာသည်ထိုမြတ်မကရေဗက္ကသည်ငါတို့အဖဣဇက်နှင့်ဆုံဖက်၍ပဋိသန္ဓေဆွဲယူသောအခါဘုရားသခင်ရွေးကောက်တော်မူခြင်းနှင့်ရှင်သောအကြံတော်သည်အကျင့်အားဖြင့်မတည်ခေါ်တော်မူသောသူ၏အလိုတော်အားဖြင့်တည်မိအကြောင်းသားမဖွားမီထိုသားတို့သည်ကောင်းသောအကျင့်မကောင်းသောအကျင့်ကိုမကျင့်မီသားအကြီးသည်သားငယ်၌ကျွန်ခံရလိမ့်မည်ဟုထိုမိန်းမအားဗျာဒိတ်ပေးတော်မူ၏ထိုတို့နှင့်အညီယာကုပ်ကိုငါချစ်၏ဧသောကိုမုန်း၏ဟုကျမ်းစာလာသည်အငယ်14မှ18တို့ဖြစ်၍အဘယ်သို့ပြောရမည်နည်းဘုရားသခင်သည်မတရားသောအမှုကိုပြုတော်မူသလောထိုတို့မပြောရဘုရားသခင်ကငါသည်ကျေးဇူးပြုလိုသောသူကိုကျေးဇူးပြုမည်တနာလိုသောသူကိုလည်းတနာမည်ဟုမောရှေကိုမိန့်တော်မူ၏ထိုကြောင့်လိုချင်သောသူသည်တတ်နိုင်သည်မဟုတ်ပြေးသောသူသည်လည်းတတ်နိုင်သည်မဟုတ်ကျေးဇူးပြုတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၏ကျမ်းစာ၌ဖာရောဘုရင်ကိုဆိုသည်ကားငါတို့ကိုသင်၌ငါပြခြင်းက၎င်းငါနာမကိုမြေကြီးတစ်ပြင်လုံးတွင်ကြော်စောစေခြင်းက၎င်းသင်ကိုချီးမြှောက်ခဲ့ပြီဟုဆိုသည်ထိုတို့နှင့်ညီကျေးဇူးပြုလိုသောသူကိုကျေးဇူးပြုတော်မူ၏ခိုင်မာစေလိုသောသူကိုလည်းခိုင်မာစေတော်မူ၏အငယ်19မှ24တို့ဖြစ်လျှင်ဘုရားသခင်သည်အဘယ်ကြောင့်အပြစ်တင်တော်မူသေးသနည်းအဘယ်သူသည်အလိုတော်ကိုစီးတားဘူးသနည်းဟုဆိုမည်လောဘုရားသခင်ကိုညှင်းဆန်သောအချင်းလူတင်သည်ကားအဘယ်သူနည်းလုပ်အပ်သောအရာသည်လုပ်တတ်သောသူအားအဘယ်ကြောင့်ငါ့ကိုဤသို့လုပ်သနည်းဟုဆိုရမည်လောအိုးထိန်းသမားသည်အိုးမြေကိုပိုင်သည်မဟုတ်လောအိုးမြေတပုံတည်းနှင့်အိုးမြတ်အိုးရုပ်ကိုလုပ်ပိုင်သည်မဟုတ်လောဘုရားသခင်သည်မိမိအမျက်တော်ကိုပြ၍တန်ခိုးတော်ကိုထင်ရှားစေခြင်းငှာအလိုတော်ရှိလျက်ပျက်စီးခြင်းအဖို့ပြင်ဆင်သောအမျက်ခံရာအိုးများတို့ကိုအလွန်တီးခံခြင်းခံဒီနှင့်တီးခံတော်မူသည်မှန်လျင်အဘယ်ပြောဖွယ်ရှိသနည်းချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သောကရုဏာခံရာအိုးများကြီးဟုသောယုဒအမျိုးသားတို့အထဲမှသာမဟုတ်တပါးအမျိုးသားတို့အထဲမှပရောဖက်ဟောရှေဆိုသည့်အတိုင်းခေါ်တော်မူသောငါတို့၌ဘုံအာနုဘော်တော်ကြွယ်ဝခြင်းကိုထင်ရှားစေခြင်းငှာပြုတော်မူသည်မှန်လျင်အဘယ်
ပြောဘွယ်ရှိသနည်းအငယ်25မှ33ဟောရှေ၏ကျမ်းစာ၌လာသည်ကားငါ၏လူမဟုတ်သောသူကိုငါ၏လူဟု၍ငါခေါ်မည်မချစ်သောသူတို့သမီးကိုလည်းအချစ်ဟု၍ငါခေါ်မည်သင်တို့သည်ငါ၏လူမဟုတ်ဟုပြောဆိုရာအရပ်၌နေသောသူတို့သည်အသက်ရှင်တော်မူသောဘုရားသခင်၏သားဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်ဟုလာသတည်းပရောဖက်ဟေရှာယသည်လည်းဣသရေလအမျိုးကိုရည်မှတ်၍ကြွေးကြော်သည်ကားဣသရေလအမျိုးသားတို့သည်သမုဒ္ဒရာသဲလုံးနှင့်အမျှများသော်လည်းကြွင်းသောသူတို့သာလျှင်ကယ်တင်တော်မူခြင်းသို့ရောက်ကြလိမ့်မည်အမှုတော်ကိုတရားသဖြင့်ပြီးစီးစေခြင်းငှါဆုံးဖြတ်တော်မူမည်ထာဝရဘုရားသည်မြေပေါ်မှဆုံးဖြတ်တော်မူသောအမှုကိုပြုတော်မူလိမ့်မည်ဟုဆိုသတည်းထိုသို့နှင့်ညီဟေရှာယသည်အထက်ကဆိုပြန်သည်ကားကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်ငါတို့၌မျိုးစေ့ကိုကြွင်းစေတော်မမူလျှင်ငါတို့သည်သောဒုံမြို့ကဲ့သို့ဖြစ်၍ဂေါမောရမြို့နှင့်တူကြပြီထိုကြောင့်အဘယ်သို့ပြောရမည်နည်းဟုမူကားဖြောင့်မတ်ခြင်းကိုမှီအောင်မလိုက်သောတပါးမျိုးသားတို့သည်ဖြောင့်မတ်ခြင်းကိုမှီကြ၏ထိုသို့ဆိုသောယုံကြည်ခြင်းအားဖြင့်မှီသောဖြောင့်မတ်ခြင်းကိုဆိုလိုသည်ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သောဣသရေလလူတို့မူကားဖြောင့်မတ်ခြင်းတရားကိုမမှီကြအဘယ်ကြောင့်မမှီကြသနည်းယုံကြည်ခြင်းအားဖြင့်မလိုက်ပညတ်တရား၏အကျင့်အားဖြင့်သာလိုက်ကြသည်ကျမ်းစာ၌လာသည်ကားထိမိ၍လဲเสียကြောက်မှားယွင်းเสียကြောက်ကိုဇိအုန်တောင်ပေါ်မှငါချထား၏ထိုကြောက်ကိုအမိပြုသောသူမည်သည်ကားရှက်ကြောက်ခြင်းမရှိနိုင်ရာဟုလာသည်နှင့်ညီထိုကြောက်ကိုဣသရေလလူတို့သည်ထိမိ၍လဲကြ၏Okay နောက်ကျန်ပိုင်းမှာပြန်တွေ့ကြမယ် bye bye